ကျွန်တော်တို့နေစဉ်ဘဝမှာဘာလို့ရမယ်ဆိုတာကိုသိတယ်ဒါပေမဲ့ဘလောက်ဖြစ်တာကများနေပါတယ်တူတူလေးတို့ရှိတယ်အရှင်တို့ရှိတယ်ဒါပေမဲ့အရှင်ဆွေးနေပြီးမလောက်ဖြစ်တာကများတယ်အဲ့ဒီလိုအရှင်ဆွေးတော့တဲ့မလောက်ဖြစ်တဲ့အရှင်တို့ကိုဖြည့်ရှင်းနိုင်ဖို့အတွက်ဆိုရင်ဒီပီဆိုတဲ့နိလန်ကြီးရှိပါတယ်အဲ့ဒီဒီပီကတော့ Fisher Purpose Plan တွေပဲဖြစ်ပါတယ်ပထမဆုံးတစ်ခုပြတဲ့ Fisher ပါပုံဖော်ကြည့်ဖို့အတွက်ကိုနောက်ဆုံးဖြည့်ရှင်းတဲ့ရလေးကိုပုံဖော်ကြည့်မှာဘူရဲခဲလို့ခေါ်တဲ့ Visual Auditory Kinesthetic မြင်ကြည့်ခံစားချက်တစ်ခုဖြစ်ပါတယ်ဥပမာကိုကတရေလုံးကိုအားနေတယ်ဘာလို့ရမလဲမသိဘူးလောက်စရာတွေတော့ရှိတယ်မလို့ရှိပါဘူးဒီနေ့မှာကိုဖြည့်ရှင်းတဲ့အကောင်းဆုံးပုံရဲကိုပုံဖော်ကြည့်ဖို့ခံစားကြည့်ဖို့မြင်အောင်ကြည့်ဖို့ကလည်းအရေးကြီးပါတယ်တခါတလေမှာကို copywriting လုပ်ဖို့စမပါတဲ့ရက်တွေ content မရရှိတဲ့နေ့တွေ marketing calendar အတိုင်းဘလောက်ရှိတဲ့နေ့တွေဆိုတာရှိရပါတယ်ကိုဖြည့်ရှင်းတဲ့နောက်ဆုံးပုံရဲကိုပုံဖော်လိုက်ဖို့ကအရေးကြီးတယ်content ဆိုတဲ့စကားလုံးဟာကိုယ့်အတွက်ရေခုံမှုတွေမပေးနိုင်ရင်ငါကြုံညာတင်တာcontent တင်ရေးတာမဟုတ်ပါဘူးလူတွေမှာစွမ်းဆောင်ရည်ဘယ်လောက်ရှိလဲဆိုတာကစံသတ်တာဖြစ်ပါတယ်လင်းမလက်ဆိုတဲ့စကားလုံးနဲ့အစားထိုးလိုက်ဖို့လိုပါတယ်နောက်တစ်ခုပြဖြစ်တဲ့ purpose ပါဘာကြောင့်ဆိုတာတဲ့ဘယ်လိုဆိုတာကပိုပြီးအရေးကြီးပါတယ်ကိုကအစားလျှော့ပြီးရေခန့်လောက်ရင်ပြင်မယ်ဆိုတာကိုလူတန်းသိကြပါတယ်ဒါပေမဲ့တချို့လူတွေကတော့မလောက်ဖြစ်ပါဘူးဥပမာကျွန်တော်ပါဝင်ပေါ့ဘာကြောင့်လဲဆိုတော့လုံလောက်တဲ့ဟွိုင်းမရှိတာကြောင့်လူတိုင်းကမလောက်ဖြစ်ရတာများတယ်ဒါကြောင့်ကိုလောက်မဲ့အလောက်ဟာဘာကြောင့်လောက်ရတဲ့ဆိုတာကိုဟွိုင်းကိုမေးဖို့စဉ်းစားဖို့လိုပါတယ်ခေါ်တဲ့ဖန်တီးရတာဟာလူတွေကိုပိုကောင်းတဲ့ idea တွေရှင်းပေးရှင်တယ်ဒီလိုရှင်းပေးတဲ့အတွက်လည်းသူတို့လည်းအဆင်ပြေမယ်ကိုတို့လည်းအဆင်ပြေမယ်ဒီဟွိုင်းကိုကောက်ကောက်တိအောင်လောက်ဖို့ကလည်းအရေးကြီးတဲ့အချက်မှာပါဝင်ပါတယ်နောက်ဆုံးပြီးဖြစ်တဲ့ blind ပါအစီအစဉ်ရွေးရှင်းပေါ့နောက်ဆုံးရှိမှ blind ရှားပြီးလက်တွေဆက်လောက်ရပါမယ်ကျွန်တော်တို့ဟာတူတူလေးတွေအကောင့်တွေမဖော်ဖြစ်တာအကောင့်တွေဖော်ဖို့လှောက်ရှောက်မှုတွေလိုတာဟာအပေါ်ကပေးနေခိုးကြောင့်ဖြစ်ပါတယ်Power of Habit ဆိုတဲ့စာအုပ်ကိုရေးတဲ့ရှာလက်ဒူဟင်ကလည်းဆိုခဲ့ပါတယ်လူတွေမှာကမဖြစ်မနေလောက်ရမယ်ဆိုတာတဲ့ရွေးရှင်မှုပြီးရင်လူတွေကပို့ပြီးတောင်းမိကြပါတယ်ဒါကြောင့်လေဒီနေ့ခေတ်မှာ participate တဲ့ leadership ဆိုတာကပို့ပြီးအားကိုးလာကြတာဖြစ်ပါတယ်နံပါတ်1ကိုလိုရှင်တဲ့ရလက်ကဘာလဲနံပါတ်2ရှစ်ကဘာကြောင့်ငါဒါကိုလောက်ဖို့ရေးရှိတာလဲနံပါတ်3ဘာတွေဆက်လောက်ရမလဲဆိုတဲ့ဒီအချက်တွေကိုစဉ်းစားမိဖို့လိုအပ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်တို့ရဲ့ဘဝတွေမှာအရှိဆွေးနွေးနေတဲ့တွေအလုံးဖြစ်တဲ့အခါတွေရှိနေတဲ့အခါမှာဖြည့်ရှင်းနိုင်ဖို့အတွက်ဒီပီသုံးကအထောက်ပေးနိုင်ပါတယ်ဒီဗီဒီယိုဟာမိတ်ဆွေတွေအကျိုးဆုံးတရားရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လည်းဖြစ်နိုင်ကြပါစေ